Avion online သမိုင်းမှာအကြီးမားဆုံး scam လားဒါမှမဟုတ်အကြီးဆုံး AMD case လားမကြသေးခင်က Avion online community တစ်ခုလုံးကြက်ထောက်သွားတဲ့ 1.5 billion saver incident အကြောင်းပြောပြပေးပါမယ်အဖြစ်အပျက်ကတော့ရုပ်စာပေါ်မှာစတင်ခဲ့တာ player တယောက်တည်သွားတယ် Avion မှာတော့ player တယောက်တည်တယ်ဆိုတော့ဘာမှမထူးဆန်းဘူးနေတိုင်းထောင်နဲ့ချီရဲ့ player တွေတည်နေကြတာပဲဒါပေမဲ့ဒီ key ကတော့မတူဘူး key ဘုတ်ထွက်လာတဲ့အခါမှာလူတိုင်း short ဖြစ်သွားတယ်ဘာလို့လဲဆိုတော့တည်သွားတဲ့ player စီမှာ item တွေအားလုံးစုစုပေါင်းတန်ဖိုး 1.5 billion ကျော်ပါလို့ပါပဲ 1.5 billion saver တန်ဖိုးရှိတဲ့ item တွေဆိုတာတော်တော်ကြီးများတယ် player တယောက်အတွက်နဲ့ချီပြီး fire ရတယ်ပမာဏဖြစ်နေတယ်ဒါပုံမှန် player တယောက်အတွက်အိမ်မကြီးတစ်ခုလိုဖြစ်နေ amount တစ်ခုပေါ့ဂေးသေးလေးတွေရဲ့ treasure level ဖြစ်တယ်ဆိုတော့ community ကတော့စပြီးတော့မေးခွန်းတွေထုတ်လာတယ်ဘယ်သူကဒီလောက်တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုတည်သွားမှာလဲဘာလို့ transport လုပ်တာလဲဒီလောက်ဘာလို့ risk ယူရလဲဆိုပြီးတော့မေးခွန်းတွေထုတ်လာတယ်ပြီးတော့ပို့ပြီးတော့ထူးဆန်းတာတည်သွားတဲ့ account ရဲ့ fame နဲ့ progression တွေကိုလူတွေစပြီးစစ်ဆေးလာကြတယ်အဲ့ဒီအချိန်မှာပဲတန်တရားတွေကပုံများလာတယ် player တချို့ကဒီ account မှာပုံမှန် billionaire trader တယောက်နဲ့မတူဘူးလို့ပြောကြတယ်တချို့ကတော့ဒါ RMD transition တစ်ခုဖြစ်နိုင်တယ်ဆိုပြီးတော့ Reddit နဲ့ forum တွေမှာဆွေးနွေးလာကြတယ် Okay ကျွန်တော်ပြောချင်တာ RMD ဆိုတာဘာလဲ RMD ဆိုတာ real money trading လို့ပြောကြတယ် game currency ကိုအပြင်ကတကယ်ငွေနဲ့ရောင်းဝယ်လုပ်တာပေါ့ Avion မှာတော့ဒါ rule ကိုချိုးဖောက်တာဖြစ်တယ်ဒါပေမဲ့ဒီ case မှာအရေးကြီးဆုံးချက်ကအခုထိ SBI က official statement မထုတ်ပြန်သေးဘူး community ထဲမှာတန်တရားတွေ theory တွေ gas တွေပဲရှိသေးတယ် RMD ဖြစ်တယ်ဆိုတော့သက်သေကလည်းအတိအကျမရှိသေးဘူးဒါကြောင့်တချို့ player တွေကအရန်ကန်ဆိုတဲ့ transporter တယောက်လုံးပြောကြတယ်တချို့ကတော့ဒီလောက်ကြီးတဲ့ amount ကိုတည်လာတာတာမှမဟုတ်ဘူးဆိုပြီးတော့ပြန်ပြီးတော့ညင်းကြပြန်တယ်ဒီနေ့ဒီ Avion community ထဲမှာညင်းပွားနေတဲ့ case တစ်ခုဖြစ်နေတော့မယ် brother တို့ကဘယ်ဘက်ကိုယုံလဲတကယ်ပဲကန်ဆိုတဲ့ transport ကေးလားဒါမှမဟုတ် community ပြောသလိုနောက်ကွယ်မှာ AMD ဆိုတဲ့ story တစ်ခုရှိနေသေးတာလား comment မှာ brother တို့ရဲ့အမြင်ကိုကြီးပြီးခဲ့ပါဦး